မျိုးသားဖြစ်သူဟာကောင်လေးကိုနှုတ်ဖို့ကြိုးစားရင်သူ့ဘေးမှာဝက်ဝံပေါက်လေးတစ်ကောင်အိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်။သူကကောင်လေးကိုအမြန်ပြေးဖို့ပြောလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့စီကိုဥတီလျှောက်လာနေတဲ့ဝက်ဝံမကြီးကိုမြင်လိုက်ရပါတယ်။သူတို့လည်းဝက်ဝံပေါက်လေးကိုအသားအရာပြန်ချထားခဲ့ပြီးပစ္စည်းတွေကိုအမြန်သိမ်းကထွက်ပြေးကြပါတော့တယ်။ဝက်ဝံမကြီးကသူတို့နဲ့တကယ်ကိုနီးကပ်နေပြီဖြစ်ပေမဲ့ကံကောင်းစွာနဲ့ပဲကားပေါ်ချိန်မီတက်ပြီးမောင်းထွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပရမ်းပါတာဖြစ်နေတဲ့ကြားထဲမှာဝမ်ပေါက်လေးဟာကားပေါ်ကိုဘလို့နင်းနဲ့ရောက်လာမှမသိပါလာခဲ့ပါတယ်။တခြားရေးချယ်စရာမရှိတာကြောင့်သူတို့ဟာဝက်ဝံလေးကိုပါတပါးတည်းခေါ်သွားခဲ့ရပါတော့တယ်။တိတ်မကြခင်မှာပဲရှေ့မှာစစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။ကောင်လေးကဂျူးလူမျိုးဖြစ်နေတာကြောင့်အမျိုးသားဖြစ်သူကကောင်လေးကိုခုံအောက်မှာပုံနေခိုင်းပြီးဝက်ဝံပေါက်လေးကိုတော့ရှေ့ခန်းကခီးတီထိုင်ကုန်ပေါ်မှာတင်ထားလိုက်ပါတယ်။စစ်သားကကားမောင်းလိုင်စင်တောင်းတဲ့အခါမှာတော့အမျိုးသားဖြစ်သူကလိုင်စင်ကိုဝက်ဝံလေးစားလိုက်ပြီးလို့လိန်ပြောလိုက်ပါတယ်။စစ်သားကမယုံဘဲကားကိုတေချာချဖွေရာကနေကောင်လေးကိုတွေ့သွားပါတယ်။အဲ့ဒီအခါမှာတော့အမျိုးသားဖြစ်သူဟာကားကိုချက်ချင်းဆက်နှိုးပြီးဂိတ်သားကိုတိုက်ကမောင်းထွက်ခဲ့ပါတော့တယ်။စစ်သားတွေဟာဆိုင်ကယ်တွေပေါ်ခုန်တက်ပြီးတင်းနက်တွေနဲ့ပြစ်ခတ်ကနောက်ကနေပြင်းထန်လိုက်ပါတော့တယ်စစ်သားတွေနီးကပ်လာတဲ့အခါအမျိုးသားဖြစ်သူကကောင်လေးကိုစတီယာရင်ကန်ခိုင်းထားပြီးသူကတော့အပိုရာယာကိုယူကာလွင့်ပစ်လိုက်ပါတယ်စစ်သားတယောက်ချက်ချင်းလဲကျသွားပါတယ်သူဟာကားကောင်းကန်းပေါ်တက်ပြီးနောက်ထပ်တာယာတစ်လုံးထပ်ပစ်လိုက်ရာဒုတိယစစ်သားပါလဲကျသွားပြန်ပါတယ်အခုဆိုရင်လိုက်လာတဲ့သူနှစ်ယောက်ပဲကျန်ပါတော့တယ်သူကကားကိုအချိန်မြင့်ပြီးမောင်းပြေးဖို့ကြိုးစားပေမဲ့ကားကအချိန်တက်မလာပါဘူးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါကားနောက်မှာလေဒီတစ်ခုပွင့်နေပြီးကားကိုဆွဲထားသလိုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်စစ်သားတွေကလည်းနီးကပ်လာပြီးဖြစ်တာကြောင့်အမျိုးသားဖြစ်သူဟာဓာတ်တစ်ချောင်းကိုအမြန်ထုတ်ပြီးလေဒီကျိုးကိုဖျက်ချလိုက်ပါတယ်လေဒီကြီးဟာနောက်ကိုလွင့်ထွက်သွားပြီးစစ်သားတွေရဲ့အမြင်အာရုံကိုပိတ်ဆို့လိုက်တာကြောင့်သူတို့တွေလမ်းဘေးကိုချော်ထွက်ကုန်ကြပါတယ်ခေတ္တခဏတော့အနေရကနေလွတ်မြောက်သွားပေမဲ့တကယ်အနေရကအခုမှဆက်တာပါကားမောင်းရတာကလူတိတာလုံးနဲ့လို့ခံစားရတာကြောင့်သူတို့လမ်းလျှောက်ပြီးခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတောင်မှစစ်သားနှစ်ယောက်ကသူတို့ကိုမြင်သွားပြီးစစ်ဆေးဖို့အတွက်စခန်းကိုခေါ်သွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုအမျိုးသားဖြစ်သူဟာတင်နက်ကိုလူယူလိုက်ပြီးအရာရှိကိုသူ့လက်ထိပ်တွေဖြုတ်ပေးဖို့အမိန့်ပေးကဓာစာခံဖြစ်ဖမ်းဆီးလိုက်ပါတယ်သူတို့ဟာအချင်းစခန်းစီကိုသွားပြီးဖမ်းဆီးခံထားရတဲ့ဂျူးလူမျိုးတွေကိုလွတ်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အားလုံးဟာကားတစ်စီးနဲ့အတူတူထွက်ခွာလာခဲ့ကြပါတယ်။နောက်ကနေထပ်မလိုက်နိုင်အောင်မျိုးသားဖြစ်သူဟာလမ်းတစ်ဝက်မှာတင်လမ်းညွှန်ဆိုင်ဘုတ်တွေကိုလှည့်ပစ်လိုက်ပြီးစစ်သားတွေကိုလမ်းမအောင်လုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာနေဆက်ကိုရောက်ရှိသွားခဲ့ပါတယ်။တန်ဆူးကြိုးတွေကိုဖျက်ကျော်ပြီးတာစတီးယားနိုင်ငံထဲရောက်သွားတဲ့အခါမှာတော့မိသားစုဝင်အားလုံးပျော်ရွှင်စွာပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါတော့တယ်။